Hello မင်္ဂလာညချမ်းပါရှင်ဒီနေ့16ရက်3လ2025တနင်္ဂနွေနေ့မှာကျမနဲ့ကျမရဲ့သမီးမေဘယ်နဲ့ကျမတို့ကဆရာမကြီးဒေါ်ခင်နီယူရေးသားထားသောဝတ္ထုတိုများပေါင်းချုပ်စာအုပ်မှာမယံကိုတစ္ဆာဆိုပါမည်ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပါစီရှင်ကျမတို့ဒီမှာတရုပ်ဆောင်တာလေးလည်းပါမယ်ပေါ့နော်လုံးမဟုတ်ရင်တော့တမျက်နှာကိုတယောက်ကျမသမီးနဲ့ပူပေါင်းပြီးဖတ်ပြသွားပါမယ်ရှင်ကျမတို့ဖတ်ပြမယ်ဝတ္ထုတိုလေးနာမည်ကမှန်ရာကိုတစ္ဆာဆိုပါမည်ပျော်ပါတယ်ချစ်သူရဲ့ပင်လယ်ဘက်ကိုမျောကြည့်မိတယ်ဟိုနောက်တောင်ဘက်မိုးကုတ်စဝိုင်းစီကမိုးသားတွေတရေတက်လာကိုမြင်ရတယ်တဖြည်းဖြည်းနဲ့ပြာလဲနေတဲ့ကောင်းငင်ဟာညိုမောင်းလာတယ်မိုးသက်တွေအပြည့်တဲလာတဲ့လေတွေဟာခိုင်ရိုင်းတိုက်ခတ်လာပြန်တော့ပင်လယ်ရေမျက်နှာပြင်ဟာနတ်မောင်လာတယ်လေအရှိန်နဲ့မြင့်မောက်လာတဲ့လှိုင်းလုံးကြီးတွေကလည်းတလိမ့်လိမ့်နဲ့ကြည်ရင်ကြီးမားလာလိုက်တာအရှိန်ကလည်းပြင်းတဲ့ပြင်းပြီးတော့ဒေါသတကြီးနဲ့ကမ်းပါးကကြောက်ဆောင်တွေကိုတရှိန်တိုးပြေးပြီးရိုက်ပုတ်လိုက်ကြတော့ကြောက်တောင်တွေပြိုကွဲသားမလားလို့တော့ထင်ရတယ်တခါတော့ကကျမကြားဘူးတယ်လေတောင်ငယ်လောက်မြင့်တဲ့လှိုင်းလုံးတွေပုတ်ခတ်လို့ကျုံးလေးတကြုံပင်လေကြီးအောက်ရောက်သွားဘူးတယ်အခုလေကျမတို့တောတန်းလေးအထိလှိုင်းလုံးတွေရိုက်ခတ်လာတယ်လေရိုင်းတွေကတော်မြည်ပြီးတောတန်းပေါ်ကိုကျော်လွှားရင်ဝိရန်တိုက်ခတ်သွားလိုက်တာတစ်ပင်တွေပြဝတ်သွားမတတ်ပဲတဖြောင်းဖြောင်းကျိုးကြတဲ့တကိုင်းကျိုးရန်တွေအခြေမခိုင်လို့အမြစ်ကပြိုလဲတဲ့တစ်ပင်တွေလဲကြတန်းတွေတရွက်ချင်းရိုက်ခတ်တန်းတွေဟာတတော်လုံးတိတ်ပုံအောင်ဆူညံသွားတာပဲအဲ့ဒီအချိန်မှာကျမချစ်သူကိုသတိရလိုက်တာမိုးဥကြစာတနေ့မှာချစ်သူနဲ့သူခတ်ထန်တဲ့ပင်လယ်လိုင်းနဲ့အနောက်လေရိုင်းကိုရင်ဆိုင်ခဲ့ရဘူးတယ်အခုလေမိုးတီးမိုးပေါက်တွေဟာလေရိုင်းနေနဲ့အတူဒလဟောကျဆင်းလာလိုက်တာအတိုက်တွေပြုတ်ကျပြီးရေမျောမတက်ပါပဲဟိုတုန်းကတော့ချစ်သူရင်ဝင်မှာပုံခုနေရလေတော့ရွှဲဆိုခိုက်တုံးနေတဲ့မိုးအေးကိုမကြောက်မိဘူးချစ်သူရင်ငွေကနှွေးထွေးနေတာဟုတ်ခုတော့ကျမအတိုက်လေးလဲတခြားငှက်ရဲ့အတိုက်တွေလိုဆူရွှဲလို့မိုးရီနဲ့နစ်နေကြတယ်အတန်ကြာမိုးတန်လေတံကိုခံစားရပြီးမှလေရိုင်းတွေဟာတောတန်းကိုဖြတ်ကျော်ပြီးကုန်းတွင်မိုင်းတဲကန်နေရစီရှေးရှူသွားကြတယ်ဒီတော့မှပဲတောတန်းလေးကတစ်ပင်တွေကောင်းဖော်နိုင်ကြတယ်ကျမလည်းအသက်ရှူမှမတက်ကြောက်လန့်ရစိတ်ကိုထိန်းပြီးဟင်းချနိုင်တော့တယ်အဝေးကမဲမောင်နေတဲ့မိုးကုတ်စဝိုင်းမှာလင်းရောင်ချီငွေမြင့်တန်းလေးတွေကိုမြင်ရတော့မှအားတက်လာတယ်မိုးဖွဲလေးတွေကတော့ကြံရစ်သေးတယ်ကျိုးပဲ့သွားတဲ့တစ်ကိုင်းတွေစုပ်ပြက်ခြင်းမွနေတဲ့တစ်ရွက်တွေနဲ့အတူမြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့တိုက်ပြက်တွေဟာမြင်ရစရာမရှိဘူးတိုက်ပွဲပြီးစားစစ်မြေပြင်လိုပဲအပြက်စီးအသေးပြောက်တွေနဲ့အမင်္ဂလာကုန်းကြီးလိုပဲတိုက်ပြက်ပြောပြီးမပြန်နိုင်တဲ့ငှက်တွေလည်းမြေပြင်မှာတတ်မဲ့ဘဝနဲ့ဖယိုဖယဲဖြစ်နေတဲ့မြေပြင်ဘဝမြင်ကွင်းကိုကျမမကြည့်ရနိုင်ဘူး။အိုမင်းမဆွမ်းတဲ့ချင်းငှက်ဖိုးအမေအိုတွေဟာတုံရီနဲ့မိုးရီတွေကလည်းဆိုးရွှဲအကာအကွယ်မဲ့မြေပြင်ပေါ်မှာတိုက်မြုံကိုပြန်ဖို့ကလည်းသူတို့တိုက်တွေကပျက်စီးကုန်ပြီ။လင်းလက်လာတဲ့နေအောင်ချင်းနဲ့အတူပင်လယ်ပြင်ကငြိမ်သက်စပြုလာတယ်။အားပြော့သွားပြီဖြစ်တဲ့လေပြင်းတွေဟာပင်လယ်မျက်နှာပြင်ကိုထိတွေ့ချောမွေ့သွားကြပြန်တယ်။လိုင်းကရဲ့လေးတွေကငွေအောင်တောက်လာကြပြန်ပြီ။နက်နက်ခင်းစီကပင်လယ်ပြင်ကမုန်တိုင်းတစ်ခုကြာရောက်သွားခဲ့တယ်ဆိုတာအပျက်စီးတွေသာမရှိရင်ယုံနိုင်စရာမရှိဘူး။အော်လေးရဲ့မာယာကလည်းအတိခတ်ပါကလားနော်။ကျမလေးမြင်ကွင်းကိုကြည့်ပြီးမောလိုက်တာချစ်သူသာရှိရင်အပျက်စီးတွေကြားတစ်ကိုင်းကျိုးတွေကို
ကိုက်ချီပြီးတိုက်မဲ့ဖြစ်သွားတဲ့ငှက်အဖိုးအဖွားအိုတွေအတွက်အတိုက်ကိုတစ်ပင်မှာပြန်လဲပြုတ်လုပ်ပေးမှအောင်မြင်အောင်မိတယ်သူတို့အတွက်လည်းတောင်ချေလွင်ပြင်းစပားခင်းနဲ့စပန်နံတွေကိုက်ချီပေးအောင်မှာပဲခုတော့ကျမဘာမှမတတ်နိုင်တော့ဘူးလေကျမရဲ့အတိုက်ကလေးတော်လေတံမိုးတံကြောင့်ကျိုးပဲ့လဟင်းသွားတဲ့နေရာမှာဖာထေးပြုတ်ပြင်ဖို့တစ်ကိုင်းကျိုးတွေတယောက်တည်းဆင်းကောက်မိတယ်တောင်မန်တွေရေဆိုလို့တစ်ပင်ကိုပြန်မတက်နိုင်တဲ့ငှက်အိုတွေနေချီမှာအတောင်မန်တွေလှုပ်ခါပြီး၆သွေးအောင်လုံနေကြတယ်ငှက်ဘွားကိုတကောင်ကမကြီးရဲ့ဒီနေရာမှာတို့နေဖို့မသင့်တော်တော့ဘူးထင်တယ်လို့ထင်တယ်တဲ့တုံတုံရင်နဲ့ပြောနေတယ်ကျမကဘာမှပြန်မပြောမိဘူးသူတို့ဒုက္ခကိုလည်းသနာမိပါတယ်ကျမရဲ့အတိုက်ကိုတစ်ကိုင်းကျိုးတွေထောက်တရွက်ကျွေနဲ့ဖာထီးနေတော့ပင်လေပြင်းနဲ့အရှိဖက်တောင်နှန်းစီကအစာရှာပြီးပြန်လာတဲ့ငှက်တွေဟာဖယိုဖယဲပြန့်ကျဲနေတဲ့သူတို့ရဲ့တိုက်မြုံတွေပို့လို့ပလက်နဲ့အတောင်မစုံလို့မပြန်နိုင်ကြတဲ့ငှက်ငယ်လေးတွေမြေပြင်ပေါ်မှာမိုးရေဆိုရွှဲလို့တချို့ကလည်းအသက်ပြောက်တချို့ကလည်းအသက်ငွေ့ငွေ့ရှိသေးတာမြင်ရတော့အော်ကြဟစ်ကြငိုကြွေးကြတဲ့အသံတွေဟာတတော်လုံးကိုဖုံးလွှမ်းသွားတော့တာပဲကျမဘာလုပ်ရမလဲကြေကွဲနေတဲ့သူတို့ကိုနှစ်သိမ့်စကားဆိုပြီးတစ်ကိုင်းလေးကိုကူညီပြီးကိုက်ချီပေးရတယ်ညနေချမ်းရောက်တော့အရင်ညနေတွေလိုအိတ်တန်းပြန်ချိန်တိုက်မြုံမှာနားပြီးတနေ့ရကြုံခဲ့တဲ့ဒုက္ခတွေကိုဒုက္ခဒုက္ခတွေကိုစီစီညံညံပြောဆိုနေကြတဲ့တွေငှက်ကလေးတွေရဲ့တင်းရင်ကျူတန်တွေကိုမကြရတော့ဘူးတောတန်းတစ်ခုလုံးတုတ်တန်တစားဖြစ်လို့တိတ်ဆိတ်နေတယ်ညဦးရောက်တော့ပင်လယ်ပြင်ရဲ့အဆက်မိုးကုတ်စဝိုင်းစီကလာမင်းကြီးပေါ်လာတယ်တရေရိပ်တက်လာတဲ့ပုံရိပ်နဲ့အတူအေးမြဝင်းဝါတဲ့ရွှေရည်တွေပင်လယ်ပြင်မှာတုံးဖြဲကျဲချနေတယ်ကျမတို့တစ်တော်အစုံကကြောက်ဆောင်ကြီးတောင်ငွေရောင်တောက်လာတယ်လို့ပဲတပင်တွေထဲမှာစကဝါနဲ့ပုံညက်ပင်တွေပါလေတော့ကျိုးပဲ့လွင့်စင်သွားတဲ့ပန်းမွင်တွေဟာမွေးပြက်တဲ့ရနံ့တွေဟာညဦးကိုအာတစ်တွေပေးပါတယ်အကိုရဲ့ဒီလိုဆိုတော့လေตาရတဲ့ညဦးဟာပိုးပွားနုနဲ့ထွေးဖိုက်ထားတယ်လို့ပဲချမ်းမြေလိုက်တာဒါပေမဲ့လေနေ့လေကခံစားထားရတဲ့မုန်တိုင်းတန်ကိုမေ့ပြောက်ဖို့မရနိုင်ပါဘူးတော်တန်းရဲ့တစ်ပင်ပေါ်မှာတေးဆူတတ်တဲ့ညငှက်တွေတောင်တိတ်ဆိတ်နေတယ်တိတ်ဆိတ်ခြင်းကိုသူတော်စင်းတို့နှစ်သက်ပေမဲ့ပုထုဇဉ်လူသားတွေဖို့တိတ်ဆိတ်ခြင်းဟာအမင်္ဂလာအရေးရောင်လို့ကြောက်ရွံ့မှုကိုအားပေးတယ်နောက်နေ့မှာတော့အရှိတ်ဘက်တောင်တန်းရဲ့တစ်ဖက်လေးကွယ်ရာကိုတချို့ငှက်တွေပြောင်းရွှေ့ကြဖို့စီစဉ်တယ်ကျမသူတို့ကိုကူညီပါတယ်ဒါပေမဲ့သူတို့နဲ့အတူကျမလိုက်ပါမသွားဘူးသူတို့ပြောင်းတဲ့နေရာများမှာပင်လယ်ပြင်ကလာတဲ့အနောက်လေကိုကာကွယ်နိုင်ပြီပဲအရှိဘက်ကသဲကန်နေရကလာတဲ့သဲမုန်တိုင်းကိုသူတို့ထဲ့မတွက်ဘူးကျမကတော့ကျမချစ်သူခေါင်းချသွားတဲ့ဒီတိုက်မြုံလေးမှာပဲနောက်ဆုံးချိန်ထိနေမယ်ຫນွေဥပေါက်မှာတရွက်နုလေးတွေဝေနေအောင်ပန်ထားတဲ့တောသန်းဟာမြရောင်လွာပိုးလွာပါကိုခြုံထားတယ်လို့ပါပဲအေးမြမှုနဲ့အသီးပွင့်နေပေးတယ်စပန်နံတွက်တာလေတော်များရှိရာအစာရှာထွက်ပြီးမြဲဒီတောသန်းကတတိပန်းမာတွေဟာကျမတို့ကြေးသားတွေအတွက်လုံလောက်ပါတယ်တခါတော့ကပင်လယ်ဘက်ကမဟုတ်ဘူးຫນွေလေမှာအရှိတ်ဘက်သဲကန်နေရကသဲမုန်တိုင်းကြီးကြာရောက်လာတယ်သဲမုန်တိုင်းဆိုတာသဲကန်နေရခီးသွားကလအုပ်တွေတောင်ကျင်းတူးပြီးသူတို့ခေါင်းကိုမြုပ်ပြီးသဲမုန်တိုင်းတန်းကိုကာကွယ်ရတယ်မုန်တိုင်းလန်းတစ်လျှောက်တောင်တခုလူဖြစ်အောင်သဲတွေကိုတည်ယူသွားကြတာအံ့ဩစရာပါပဲသဲတောင်ကြီးတွေဖြစ်သွားတယ်အဲ့ဒီအချိန်မှာပူပြင်းပြီး၆တွေ့တဲ့သဲပူတွေဟာကျမတို့တော်တန်းကိုကြာရောက်လာပြီးတစ်ပင်တွေကိုမီးမြိုက်လိုက်တယ်လို့ပါပဲအပူလှိုင်းမိပြီးလောင်ကျွမ်းသွားတယ်အဲ့တော့ကလည်းမတိမပြောက်ကြံရစ်တဲ့ကျင်းငတ်တွေဘေးလွတ်ရာရွှေ့ကြဖို့အုံအုံကြွက်တိုင်ပင်ကြတယ်ချစ်သူကပြောတယ်လေ
ဒီတော့မှတီးနှံတွေနဲ့ဖူးပွင့်ပြည့်စုံနေတော့ခက်လက်တွေစိမ့်ဆူနေတော့ဟာဒီတော့ရိတ်ကိုခိုလုံခဲ့ကြတယ်ခုမှသဲမုံတိုင်းတန်ကြောင့်လောင်ကျွေး၆တွေ့သွားတဲ့ဒီတော့ကိုစွတ်ပစ်သွားရမယ်ဆိုရင်တရားပါမလားကျွန်တော်မလိုက်ဘူးဒီတော့ရန်ကိုပြန်လဲဆိုပြေဖို့ကျွန်တော်စူးစမ်းနေရင်မယ်ကျမလေးအဲ့ဒီတော့ကချစ်သူရဲ့ပြောတန်တွေပြန်လဲကြားရောက်မိတယ်စိတ်ချပါအကိုမကြေးလဲဒီတော့ရန်ကိုမစွန့်ပြေးပါဘူးခုအောင်ကြည်စမ်းပါဦးလာမင်းရဲ့မျက်ရည်တွေဟာတော်ရန်ပေါ်တစိမ့်စိမ့်သွန်ချပြီးရွှန်းလက်တောက်ပနေလိုက်တာတော်ရန်နဲ့ပင်လဲပနံရနေတာပဲမတက်နိုင်ဘူးလေတဲကန်နာရနဲ့တောင်တန်းငယ်တစ်ခုချားနေပေမဲ့တဲကန်နာရရဲ့အပူဒဏ်ကိုလည်းခံရမှာပေါ့အနောက်ဘက်ပင်လဲပြင်ရကြရောက်တတ်တဲ့အနောက်ပြည်ရဲ့မုန်တိုင်းတံကိုလည်းခံရမှာပေါ့တနေရာကိုလွတ်အောင်ပြေးလဲအဲ့ဒီတနေရာမှာအဲ့ဒီဒုက္ခတွေသူ့ဟာနဲ့သူရှိနေအောင်မှာပဲချစ်သူရေပျော်ပါတယ်သူများဒုက္ခတွေကြည့်ပြီးပျော်တာမဟုတ်ပါဘူးမကြေးရဲ့စိတ်ခံနိုင်ရေးကြောင်းပျော်တာပါမကြေးရဲ့စိတ်ဓာတ်ကိုစမ်းသပ်တဲ့နေ့ရောက်လာပြီထူးထူးခြားခြားနှစ်သက်ကူးပြီးတာတော့မိုးသားတိမ်လိပ်တွေကိုကောင်းကင်မှာမမြင်ရဘူးရခင်နှစ်တွေအားဆိုနှစ်သက်ကူးလေးမှာမိုးသက်ရနံ့ပါလာပြီးမိုးရေဦးနဲ့ပတောက်ပွင့်ကြပြီမကြေးလေအနောက်ဖက်ပင်လေပြင်ကိုမျောပြီးမိုးကိုတန်းချမိတယ်တော်ရမ်းမှာပတောက်ဖူးလေးတွေမိုးကိုမျောရင်း၆သွေ့ပိတ်လီလာကြတယ်စမ်းလိုက်တာအံ့ဩစရာပဲနယုံရောက်လာတော့လေစကဝါဘူးတွေပစ်ထက်မှမတွေ့ရတော့ပါဝါဆိုမှာမိုးဆက်နဲ့ဖူးဖွေးလှုပ်တတ်တဲ့ပုံညက်ပွင့်တွေလည်းပျောက်နေတယ်သူတို့လည်းမိုးကိုမျောကြတယ်ခတ်တာရေအိမ်လေးတွေမှာရေခမ်း၆ဆပြုတ်လာပြီတောင်နှမ်းကိုကြောပြီးတောင်ဘက်ကိုသွားနိုင်တဲ့ငှက်တွေပဲရေတောက်နိုင်တယ်ကျမတို့ရှိရပင်လယ်ပြင်ကြီးကရေငန်တွေတောက်လို့မရဘူးလေအပူဒဏ်ကြောင့်တက်ကြီးရွယ်ကိုငှက်အချို့သေးကုန်တော့ငှက်တွေစုဝေးကြတယ်သူတို့တနေရာကိုပြောင်းရွှေ့ကြမယ်မိုးခေါင်တဲ့တံကိုမခံနိုင်တော့ဘူးတဲ့တောရမ်းမှာတစ်ရွက်တွေဝါဖြော့ကြွေကြလာတော့တတော်လုံးရွက်ကြွေတော့ဖြစ်လာပြီသူတို့တဖြည်းဖြည်းနဲ့ရွှေ့ပြောင်းသွားကြပြီအကိုရဲ့ကျမလည်းရေငတ်တာပေါ့တစ်ရွက်စိမ့်စိမ့်ဆူဆူတွေရှိစင်ရတော့ရေငတ်ပြောင်းတစ်ရွက်စိမ့်တွေစားရတယ်အခုတော့တစ်ရွက်တွေလည်းကျွေကုန်ပြီပင်လည်းမျက်နှာပြင်ပေါ်မှာဖြာကျနေတဲ့နေရာဟာဆူရှာလက်လက်ကြီးမီးအောင်ဟပ်နေတယ်လို့ထင်ရတယ်ကြောက်ဆောင်ကြီးတွေလည်း၆သွေ့အကွဲလာကြပြီကျမလေးရွက်ကြွေရာကိုငင်းမြော်ကြည့်မိတယ်ငှက်မဲ့တော့ဖြစ်ပြီးတိတ်ဆိတ်လို့ငှက်ဆိုတာတစ်တော်ရဲ့ကြက်တရီတစားပဲလေကျမလည်းရေမတောက်ရအစာရှာများနဲ့တဖြည်းဖြည်းနဲ့ကြုံလီးလာတယ်ကျမအတိုက်ရှိတဲ့တစ်ပင်လေးလဲတရက်တွေကြေးလို့၆တွေ့နေတဲ့တစ်၆ပင်ကြီးဖြစ်နေပြီအစိုးရရှိသေးတဲ့တစ်ခေါက်လေးကိုခွာပြီးကျမစားရင်အကိုကိုတတိယနေမိရဲ့ချစ်သူရဲ့စကားကိုကျမကြားယောင်လာတယ်ဒီတော်ရန်ကိုစိမ့်လန်းဆူပြေနေစဉ်ကသူ့ရိတ်ခိုလုံခဲ့ပြီးခုသဲမုံတန်းတန်ခံရမှစွန့်ပြေးမယ်ဆိုရင်တရားပါမလားတဲ့ချစ်သူရဲ့စကားလူမဆိုရနဲ့တတ်မဲ့တစ်ပင်တစ်ပင်ရဲ့ရိတ်ကိုခိုလုံမိရင်ဒီတစ်ပင်ရဲ့ကျေးဇူးတရားကိုသိရမယ်တာတော့ကခိုလုံခဲ့သလိုနားတော့လေသူ့ကိုတစ္ဆာဆောက်ရမယ်ချစ်မြတ်တာဆိုတာတစ္ဆာရှိမှအင်းမြတာလူချင်းတောင်တစ္ဆာမဲတဲ့အချက်ကိုရရင်မီးလိုလောင်ကျွမ်းရတတ်တယ်လေချစ်သူရဲ့ခုလဲမိုးခေါင်တဲ့တန်ကြောင့်ကျမတို့တစ်တော်လေးလဲရွက်ကြွေတော့ဖြစ်ပြီနေဘက်မှာကုန်းလီတွေကသဲကန်ရဘက်စီကလာတယ်ညဘက်မှာတော့ပင်လယ်လေးကကုန်းမော်ကိုတိုက်ခတ်လာလို့အေးတယ်လို့ပါပဲဒီလီတွေကြောင့်တစ်ကိုင်းချင်းပုတ်တိုက်ပြီးတောမီလောင်မှာတော့ကျမစိုးရိမ်မိတယ်ကျမတို့အတိုက်ရှိရာတစ်ပင်ကတစ်ခေါက်ကိုကျမစားရမတရားသလိုပဲကျမလေးဝါရင်တစုံတရာပြစ်မှုကျူးလွန်တယ်လို့ပဲခံစားရတယ်ကျမမစားတော့ဘူးကျမမှာခွန်အားချိနေလာပြီငှက်တို့ရဲ့အသိမှုကအဝေးကပြန်လာရင်ကျမကိုလာကြည့်တယ်လူလူရွာသပနံလေးချီလာတယ်ကျမကိုကျွေးရင်သူကပြောတယ်ဟိုဘက်မှာလည်းမိုးခေါင်လာတယ်လူတွေကစပားရိတ်သိမ်းပြီးတိုးလောင်ထားရကအကျွင်းကြံစပနံကို
ကြိုက်ချီလာတာခိုလုံစရာတစ်တော်ရှိသေးတယ်6တွေ့လောက်အောင်တော့မဖြစ်သေးဘူးမင်းတို့နဲ့မလိုက်တာဟာမင်းချစ်သူခေါင်းချသွားတဲ့အတိုက်ကိုမခွဲနိုင်လို့လားအဲ့လိုမီးတယ်သူကပြန်ငယ်နီးအဲ့လိုမီးပါတယ်ချစ်သူခေါင်းချသွားတဲ့နေရာကိုမခွဲနိုင်တာလည်းပါပါတယ်အဓိကကတော့ကျမခိုလုံခဲ့တဲ့ဒီတစ်ပင်ကိုမစွရံလို့သူ့ပေါ်တစ္ဆာရှိလို့ပါမုံတိုင်းနဲ့စိုးရတဲ့ຢာတွေဥကနင်ထုတ်လဲကျမကတော့တစ္ဆာရှိတာနဲ့နေမှာပဲလို့ဖြေလိုက်တယ်သူလည်းနှုတ်ဆက်ပြီးအဝေးကိုပြန်သွားတယ်ချစ်သူရဲ့ကျမလေးအတိုက်ထဲမှာနေခင်မနေနိုင်လို့ကြောက်ဆောင်တွေရှိရာအာယူပြီးတဖြည်းဖြည်းသွားရတယ်ကြောက်တောင်ကုန်းပေါ်မှာအပူရှိန်နှံကိုကာကွယ်ခိုလုံရတယ်ညကြမှာအတိုက်ကိုပြန်လာရတယ်ညဘက်တော့ပင်လယ်ဘက်ကတိုက်ခိုက်လာတဲ့စားငွေပါလာတဲ့လေကိုရှူရှိုက်ရင်အားဖြည့်ရတယ်ရင်ထဲကတော့ဆာလောင်မှုနဲ့ပူးနေတယ်အိမ်ညာလာမတောင်းပဝင်းကြီးကလည်းတိတ်ဆိတ်နေတယ်ကောင်းနေမှာကျဲလေးတွေပဲလင်းလက်နေတယ်မိမ့်နေတဲ့ကြေအောင်အောက်မှာတောတန်းရဲ့တိတ်ရွက်မဲ့အကိုင်း6တွေကသူ့မိုးတွေလိုရိမ့်ရိုင်ညင်းညူနေတယ်ပင်လယ်ပြင်ကြီးကလည်းတဝုံဝုံနဲ့လှိုင်းတန်ပေးရင်ငါလည်းမတက်နိုင်ဘူးလို့ပြောနေသလိုပဲပင်လယ်ရေကိုမြေရလေလေရေငတ်တဲ့တံကိုကျမခံစားရလေပဲမိုးခေါင်စားကမှအကျွမ်းကျန်ရေအိုင်လေးတွေကရေကိုတောက်ခဲ့ရသေးတယ်အခုတော့ရေအိုင်လေးတွေကလည်းခန်း6ကုန်းလို့ရေလုံးဝမတောက်ရတာတပတ်လောက်ရှိလို့ကျမခန္ဓာကိုယ်လည်းနွမ်းပြော့လာပြီချစ်သူရဲ့ကျမချစ်သူစကားကိုနားထောင်ပါတယ်ပင်လယ်ပြင်ကိုကြည့်ရင်တတိယလာတယ်ကျမအလုပ်လုပ်ရမယ်ပထမဆုံးယေဒနာ3ပါးမိဘဆရာနဲ့ချစ်သူကိုကြော့လိုက်တယ်နောက်ပြီးပင်လယ်ပြင်ကိုစောင်းတဲ့နတ်ကြောက်ဆောင်တွေတောင်တန်းနဲ့သဲကန်နာရကိုစောင်းတဲ့နတ်တွေကိုအမျှဝေတယ်ကျမနဲ့ချစ်သူမှာအိုမင်းသူကျေးအိုတွေကိုစောင့်ရှောက်ခဲ့တဲ့အစာကျွေးခဲ့တဲ့ကုသိုလ်တွေရှိခဲ့တယ်လေဒီကုသိုလ်တွေရဲ့အဆုစုကိုအမျှဝေလိုက်တယ်ပြီးတော့ကျမသစ္စာဆိုပါတယ်ကျမအပေါ်ချစ်သူရဲ့သစ္စာတရားများပြခဲ့တယ်ချစ်သူနဲ့အတူခိုလုံခဲ့တဲ့ဒီတစ်ပင်ရဲ့ကျေးဇူးတရားဟာလည်းအင်မတန်ကြီးမားပါတယ်ယခုမိုးခေါင်လို့ငတ်မွတ်ခေါင်းပါတဲ့ဘေးရောက်လာပါပြီတခြားချင်းငတ်တတော်ဝါတွေဒီတောရန်ကိုစွန့်ခွာသွားကြပါပြီတပည့်တော်ကတော့မုံတိုင်းတန်အပူလိုင်းတန်တွေကမနေနိုင်လောက်အောင်ရိုက်ခတ်တာတော့မှတပည့်တော်ဒီတစ်ပင်ကိုမစွန့်ခွာပဲတစ္ဆာရှိစွာနဲ့ဒီတိုက်ပင်မှာခေါင်းချပါမယ်မှန်သောတစ္ဆာစကားကြောင့်မိုးများရွာကြလာပါစေလို့ကျမတစ္ဆာဆိုတယ်ကျမတညလုံးမအိပ်ဘူးတတော်ဝါရီကိုမြစ်တာပို့နေရလေမိုးတောက်ရံမှာတဲကန်နာရစီကတိုက်ခတ်လာတဲ့လေဟာထူးထူးခြားခြားအေးနေတယ်မိုးကုတ်စဝိုင်းစီမှာနှင်းစီသွေးကိုရေးရေးမြင်လာရပြီးတဖြည်းဖြည်းလင်းလာရမယ့်အစားကောင်းကင်ကမဲမှောင်လာတယ်တောင်တန်းတွေစီကညှိုးညံ့တဲ့အတန်တွေကြားရတယ်ပင်လယ်လေးကလည်းပြင်းထန်လာတယ်ဖျားကြီးကျမခေါင်းပေါ်ကျလာတာဘာပါလိမ့်မိုးဆက်လေးတွေမကြပါဘူးတဖြည်းဖြည်းမိုးတဲလာပြီးတစ်နေ့လုံးရွာချတယ်ကျမပြောလိုက်တာအတိုက်ကဆင်းပြီးတစ်ပင်ချင်းရင်ကိုကျမဥခိုက်ပြီးနမ်းရှုံမိတယ်ငှက်အချို့ပြန်လာကြတယ်ဒီလိုသာမိုးဆက်ကောင်းနေရင်တို့မကြခင်ပြန်လာမယ်တောင်တန်းတစ်ဖက်မှာတို့မပြောပါဘူးတဲ့နှစ်ပတ်လောက်မိုးကြိုကြားရွာရဲဆိုရင်ပဲတစ်ကိုင်းတွေထက်မှရွက်နုလူတွေပြူလာကြပြီကျမတို့တစ်ပင်လေးလဲမြပန်းတွေပန်းလို့စိမ့်ဆိုနှုတ်ပြိုလာတယ်မကြခင်ကျင်းငက်တွေနဲ့စီပင်နဲ့တောတန်းလေးပြက်ဖြစ်လာမှကိုမြင်အောင်လာတယ်ကျမလေးတိုက်မြုံထဲမှာတယောက်ထဲနေရပါမယ်တစ္ဆာရှိပါတယ်ဆိုတာအကိုသိစေချင်ပါတယ်တတော်လုံးစိမ့်တာမြင်ရတော့ပျော်ပါတယ်ချစ်သူရဲ့နိပတ်တော်လာတစ္ဆာရှင်ကျင်းငယ်လေးဤပုံဝတ္ထုကိုမိပါသည်2001ခုနှစ်ဧပြီလထုတ်ကလျာမဂ္ဂဇင်းဒါလေးကိုဖတ်ရတော့ဘယ်လိုခံစားရလဲမသိဘူးเนาะအခုခိုင်ဆိုရင်တရားလေးကိုဖတ်ပြီးတော့ခိုင်တို့ရဲ့အမိတိုင်းပြည်ပမာနိုင်ငံကိုပဲတတိယလေနော်တစ္ဆာရှိရမယ်သူ့ပေါ်ပြန်ပြီးအကျိုးကျေးဇူးပြုရမယ်နောက်ပြီးတော့ဒီကျမတို့အခုဆိုရင် front line မှာเนาะ
တိုင်းနေတယ်ကျမတို့ရဲ့ဒေါ်လာကြီးမောင်နှမနော်မိသားစုတွေကိုဒီစစ်ပေးရှောင်တွေကိုလည်းတတိရတယ် သူတို့ကပြောရမယ်ဆိုရင်ဒီရဲ့ငှက်လေးလိုပဲသူတို့ကတစ္ဆာရှိနေကြတယ်ဒီဒုက္ခတွေမျိုးစုံခံနေရအောင်မှသူတို့တစ္ဆာရှိနေဒီနိုင်ငံကောင်းမှုအတွက်ကိုလုပ်နေရ ဟုတ်တယ်ခက်ခိုင်ဆိုလည်းပြင်ဆင်တာပေါ့နော်ဒီနိုင်ငံကိုထွက်လာခဲ့တာ2003ခုနှစ်ကဆိုတော့ကိုကတော့ဟိုတစ်ပိုင်းဒီတစ်ပိုင်းဖြစ်နေတာပေါ့နော်တိုးတော်လည်းအမိပမာပြီးကိုယ့်ရဲ့ဟိုပါပေါ့ root ပေါ့နော်ကိုယ့်ရဲ့ရေတောက်မြစ်လို့ဟာအမိပမာပြီးဆိုတော့ကိုကတရားပါမလားဒီမကြေးလေးတွေးတယ်လို့ပဲတွေးတယ်ပေါ့နော်ဒါပေမဲ့ခိုင်တို့အနေနဲ့ကတော့ခိုင်တို့ရောက်နေတဲ့နေရာမှာကိုတာဝန်ကိုခြေပွန်စာထမ်းဖို့အဓိကပဲပေါ့နော်အဲ့တော့ဒီဟာလေးကိုနားထောင်နေတယ်ကျမတို့ရဲ့တော်လိုင်းမိသားစုပေါ့နောက်ဒီတော်လိုင်းမိသားစု front line မှာပေါ့နော်ဥဆောင်ပြီးတော့တိုက်နေရတဲ့လူတွေအကုန်လုံးဂုဏ်ယူပါနော်ရှင်တို့ကတစ္ဆာရှိရဲ့ရှင်တို့ကိုမွေးထုတ်ခဲ့တဲ့တိုင်းပြည်အတွက်တစ္ဆာရှိတယ်ဆိုတာကျမတို့အများကြီးပို့တယ်ဒါပေမဲ့ကျမတို့ကလည်းဒီတော်လိုင်းရေးပေါ်မှာတစ္ဆာရှိနေနော်ဟိုကြာရတာဝန်ပေါ့နော်ထောက်ဖို့တာဝန်ဒါမျိုးဆိုဒီနိုင်ငံမှာရှိတယ်ဆိုဒီနိုင်ငံရဲ့ဟိုဟာပေါ့အစိုးရကိုကျမတို့အကြောင်းလေးတည်ရအတွက်လှုပ်ဆော်ရေးတာဝန်ကျမတို့မှာတာဝန်ရှိပါတယ်နော်အဲ့တော့တာဝန်ကြီးကြဆိုလားသမီးရနော်ဟုတ်ကဲ့ပါအဲ့တော့ကျမတို့ရဲ့ဒေါ်လာရေးမိသားစုပေါ့ဘေးရန်ကင်းရှင်းပါစေလုံခြုံစိတ်ချစွာနဲ့ဒီညတညကိုဖြတ်တန်းနိုင်ပါစေလို့ဆုတောင်းပြုလိုက်ပါတယ်နောက်တစ်ခါကျတော့ပြန်ဆောင်ကြတာပေါ့